အာဖရိကရဲ့ရိုင်းဆိုင်ကျန်းတဲ့နဲ့မြခင်းပြင်ကြီးတွေထက်မှာနေ့စဉ်နဲ့အမျှအသက်လူပွဲတွေဖြစ်ပွားနေပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ဟာကမ္ဘာအမဲလိုက်နိုင်စွမ်းရှိဆုံးလို့သတ်မှတ်ခံထားရတဲ့အာဖရိကတောလိုက်ခွဲတွေနဲ့သူတို့ရဲ့ပစ်မှတ်ဖြစ်တဲ့ကူရိုတောစိတ်တို့ရဲ့ရင်သက်ရှူမိုးပွဲဇလမ်ကိုတင်ဆက်ပေးသွားမှာပါတောလိုက်ခွေးတွေဟာချင်းတီတွေလိုခွန်အားမကြီးပြီမဲ့သူတို့မှာကြောက်စရာကောင်းတဲ့လက်နက်တစ်ခုရှိပါရဲ့အဲ့ဒါကတော့ဇွဲမှာပဲသူတို့ဟာတားကောင်ကိုမောဟိုက်ပြီးခြေကုံလက်ပန်းကျသွားတဲ့အထိနိုင်ပေါင်းများစွာမရက်မနာလိုက်လံနိုင်စွမ်းရှိကြပါရဲ့အခုမြင်တွေ့နေရတဲ့အတိုင်းဂူရူတောစိတ်မလေးဟာအသက်လူပြီးပြေးနေရတာကြာပါပြီတောလိုက်ခွေအုပ်ကတော့သူမရဲ့နောက်ကနေထက်ချက်မကွာလိုက်ပါလာပါတယ်ခွေးတွေဟာတကောင်နဲ့တကောင်အချက်ပေးအော်ဟေရင်အလဲကျရှေ့ကထွက်ပြီးလိုက်ကြတာကြောင့်သူတို့ကမမောပြီမဲ့တောစိတ်မလေးကတော့အမောဆိုလာပါပြီတောစိတ်တွေဟာမြင့်မားစွာခုန်ပြန်နိုင်စွမ်းရှိပြီမဲ့ဒီလိုမြေပြန့်လွင်ပြင်မှာတော့ခွေးအုပ်စုရဲ့အမဲလိုက်ကွက်ထဲကလွတ်ဖို့ခဲရင်လာပါပြီသူမရဲ့နှလုံးခုန်တဲ့ဟာမြန်တထက်မြန်လာပြီးခြေထောက်တွေကလည်းလေးလံလာပါပြီသူမမှာရွေးချယ်စရာလမ်းတစ်ခုပဲကျန်ပါတော့တယ်အဲ့ဒါကတော့ရေပြင်းပါပဲဒေါ်လိုက်ခွေးရီဟာရေကျဲဆင်းရမှာကိုအလွန်ကြောက်ကြပါတယ်။ဒါကိုသိတဲ့တောစိတ်မလေးဟာရေကန်တဲကိုစွန့်စားပြီးဆင်းလိုက်ပါတယ်။ဒါပေမဲ့ကုန်းပေါ်ကတင်မင်းကိုရှောင်ရင်းရေကျဲကတင်မင်းနဲ့တွားတို့ပါတော့တယ်။ဒီရေကန်ဟာမိချောင်းကြီးရဲ့နေမီပါ။တောစိတ်မလေးဟာရေပြင်မှာကူးနေရင်ရေမြင်းတို့ရဲ့နေမီထဲကိုရောက်သွားခဲ့ပါတယ်။အသားစားတတဝါတွေရဲ့ထုံးစံအတိုင်းရေမြင်းတွေကလည်းသူတို့နေမြေထဲကျူးကျော်လာတာကိုလုံးဝမကြိုက်ပါဘူး။တောစီမလီဟာရေမြင်းတကောင်ရဲ့အကြိုက်ကိုတောင်ခံလိုက်ရပါသေးတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီရေမြင်းရဲ့ဒေါသကြောင့်ပဲသူမကိုချောင်းပြောင်းနေရဲ့မိကြောင်ကြီးလန့်ပြီးလက်ဆောင်ကလှဲ့ထွက်သွားတဲ့ပါတယ်။ဒါဟာသူမအတွက်ပထမအကြိမ်ကံကောင်းမှုပါပဲ။သူမဟာကမ်းပေါ် planted ဖို့ကြည့်လိုက်တော့လဲတောလိုက်ခွေးတွေကမပြန်သေးပဲသူမကိုဝိုင်းပတ်ဆောင်ဆိုင်နေကြပါတယ်။ရှစ်တိုးတဘိုးနှုတ်ဆုပ်လဲတော့ဆိုသလိုအခြေအနေမျိုးပါသူမအတက်မျောလင်းချက်ကုံဆုံးလူနေပါဖြစ်နေချိန်မှာပဲမထင်မှတ်ထားတဲ့ဧည့်သည်တော်ကြီးတွေရောက်လာပါတယ်အဲ့ဒါကတော့အာဖရိကစင်အုပ်ကြီးပါစင်တွေဟာသူတို့ရဲ့မိသားစုကိုအရန်ကာကွယ်တတ်တဲ့သတ္တဝါတွေပါတောလိုက်ခွေးတွေဟာစင်ပေါက်လေးကိုမြင်တော့တောစိတ်ကိုခဏမိပြီးစင်ပေါက်စားလေးဘက်ကိုအာယုံပြောင်းသွားပါတယ်ဒါဟာတောစိတ်မလေးအထွတ်ဖျားပေးတဲ့အခွင့်အရေးပါပဲအခွင့်အရေးကိုအမိရစုပ်ကင်ပြီးကမ်းပေါ်တက်ဖို့ကြိုးစားချိန်မှာပဲ။အိုးမဖြစ်နိုင်တော့ပါဘူး။မိကျောင်းကြီးကသူမရဲ့ချက်တောက်ကိုရေထဲကနေလှမ်းကိုက်လိုက်ပါပြီ။မိကျောင်းရဲ့အပြင်းထန်တဲ့ကိုက်အားအောက်မှာတောစိတ်မလေးဟာရေအောက်ကိုမြုပ်သွားပါတယ်။အားလုံးကတော့တေချာပေါက်တေပြီလို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့အံ့ဩစရာကောင်းတဲ့အချက်ကတောစိတ်မလေးဟာလုံးဝအရှုံးမပေးခဲ့ပါဘူး။သူမဟာနောက်ဆုံးကျန်တဲ့အာမန်အားနှုံးကိုစုစည်းပြီးယုံကန်လိုက်တာကြောင့်မိချောင်းကြီးဟာအရှိန်လွန်ပြီးအပိုင်ဖမ်းကြိုက်ထားရကနေလွတ်ထွက်သွားပါတယ်။နောက်ဆုံးမှာတော့တောစိတ်မလေးဟာတေမဲတကားဝကို4-5ချိန်မကဖြတ်ကျော်ပြီးလွတ်မြောက်သွားခဲ့ပါပြီ။ဒီနေ့မှာတော့တဘာဝတရားကသူမရဲ့ကြိုးစားမှုကိုအတိအမှတ်ပြုပြီးသူမကိုအသက်ရှင်ခွင့်ပေးလိုက်ပါတယ်။ကျမတို့သိထားရမှာကတောရိုက်တရိဆန်တွေရဲ့လောကမှာအာကြီးလက်သူကအမြဲမနိုင်ပါဘူး။နောက်ပြီးတောစိတ်မလေးလိုမျိုးဆွဲရှိတဲ့သူနဲ့ကံကောင်းတဲ့သူတွေသာခက်ခဲတဲ့လောကကြီးမှာရှင်သန်ခွင့်လာတာပါအခုလိုစိတ်လှုပ်ရှားစရာဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုဖို့ကျမတို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားပေးကြပါအောင်ကြည့်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတာ